အဲ့လိုစစ်စင်ရေးတွေလောက်တာပထမတော့ကတော့ဒီစစ်ဆုပ်လာတဲ့စစ်ကောင်စီတပ်တွေကိုလိုက်တိုက်ရင်းနဲ့စီးပေါ်ဆောင်မှုလုပ်တဲ့သဘောဆောင်တယ်ပေါ့နော်ဒါပေမဲ့နောက်ဆုံးမှာကတော့ပါလဲဆိုလို့ရှိရင် AI တိုင်းကိုထိုးဖောက်ပြီးတော့ဝင်ရောက်အခြေချမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုဒီဇန်နဝါရီလမှာချလိုက်ပုံရတယ်အဲ့လိုချလိုက်တဲ့အတွက်သူကဒီရခိုင်တပ်တော် AA နဲ့AI တိုင်း PDF အဲ့ချိန်တော့ဒါ PDF ကိုမဖွဲ့စည်းသေးဘူးစဖွဲ့စည်းဖို့အတွက်ကိုစပြုံးနေပြီအဲ့ဒါ AI တိုင်း PDF ဖြူ29ကိုစပြီးတော့ဖွဲ့စည်းဖို့အတွက်ဒီဟလာသူအစပြုံးပြီပေါ့ဘယ်အချိန်မှာ AI တိုင်း PDF ကိုဒီ ဖြူ29ကိုဖွဲ့စည်းလိုက်တာလဲဆိုလို့ရှိရင်2025ဇန်နဝါရီလ1ရက်နေ့မှာစပြီးတော့ဖွဲ့စည်းလိုက်တယ်ဖွဲ့စည်းလိုက်တာကခုနကအဲ့ဒီဒါစပြီးတော့တိုက်ပွဲတွေမှာပါလာတဲ့ရောစောဒေတာမကွေးချင်းနယ်ဆက်မှာစီးလေးကျင်ထားတဲ့ရုပ်တိုင်းသားတွေဗမာလူငယ်တွေပေါ့မကွေးဟလာမြင်းအောင်အထက်ပိုင်းမှာရှိနေတဲ့ကျန်တဲ့အထက်ပိုင်းမှာရှိနေတဲ့ရုပ်တိုင်းသားတွေပါတယ်ဒီလူငယ်အင်အားတွေနဲ့စပြီးတော့ဖွဲ့စည်းလိုက်တယ်ဖြူ29ကိုအဲ့လိုဖွဲ့စည်းပြီးတော့ဖြူ29ကနေပြီးတော့တခါထပ်ပြီးတော့ဒီ AI တိုင်းထိုးဖောက်ဖို့အတွက် AI တိုင်းထဲမှာအခြေချဖို့အတွက်ကိုစပြီးတော့စစ်တပ်နဲ့ခေါ်တယ်နော်ခေါ်တဲ့အခါမှာအခုဆိုလို့ရှိရင်ဇန်နဝါရီလကနေပြီးတော့စခေါ်တာအခုဇွန်လဒီ20ရက်နေ့ထိပေါ့နော်အထိဆိုလို့ရှိရင်ဒီဖြူ29ကဒီစစ်ကောင်စီကိုတိုက်ဖို့အတွက်ကိုဟလာဖြူ29ရဲ့အပတ်စဉ်တင်နန်းကိုဇန်နဝါရီလ1ရက်နေ့နောက်ပိုင်းမှာစခေါ်တယ်စခေါ်တာပထမဆုံးတင်နန်းဘက်က89ရောက်နေစခဲ့တယ်နော်အဲ့ဒီအပတ်စဉ်အခုဆိုလို့ရှိရင်ဇွန်လရောက်တဲ့ခါမှာတလကိုတပတ်လုံးနဲ့သွားတဲ့ခါမှာသူကအပတ်စဉ်9ထိရောက်လာပြီဒီဖြူ29ရဲ့စစ်အားနောက်ထပ်ဝင်လာနောက်တို့အင်အားပေါ့အဲ့လိုရောက်လာတယ်အဲ့တော့ဒီဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် AI တိုင်းကိုထိုးဖောက်မယ်လို့ဟလာဒီ IUG နဲ့ IUG လောက်ခံ PD ဒီ MOD ရဲ့အောက်ကပြည်သူ့ကာကွယ်ရေးတပ်မတော်ဟလာအဲ့တပ်မတော်အောက်ကဖြူ29ကဆုံးဖြတ်ခဲ့တယ်အဲ့ဒါ2025ခုနှစ်ဇန်နဝါရီ1ရက်နေ့ပါပေါ့အဲ့လိုဆုံးဖြတ်လိုက်ပြီးတော့ခုနကရခိုင်နဲ့စပြီးတော့တိုက်နေတဲ့ခုနတာပေါင်းလေးငွေဆောင်ရှေ့တောင်ရငွေတောင်ရငွေဆောင်ရှောင်းတာအဒီကနေနောက်တာပေါင်းလေးကျွန်းစာကြီးကြားကောင်ဒီဘက်တွေတိုက်နေတဲ့ကနေပြီးတော့ဒုံးလဲဆိုရင်ဘယ်ကိုရောက်လာလဲဆိုလို့ရှိရင်ဒီကွမ်းငတိုင်းကျောင်းလမ်းကိုရောက်လာတယ်ဒီစစ်စင်ကြီးကဒီစစ်ဦးကအဲ့လိုရောက်လာတဲ့အခါမှာဇန်နဝါရီလထဲမှာဒီနေဆက် AI တိုင်းနဲ့ရခိုင်နေဆက်ဖြစ်တဲ့ပေရာဂိတ်ကိုဟလာအဲ့ငတိုင်းကျောင်းကွာလမ်းမောင်ကပေရာဂိတ်ကိုစပြီးဝင်တိုက်လိုက်တယ်အဲ့လိုဝင်တိုက်တာကဘယ်အချိန်လဲဆိုရင်2025ဇန်နဝါရီလ9ရက်နေ့ဖြစ်တယ်အဲ့လိုဝင်တိုက်ပြီးတဲ့အချိန်မှာအပြန်လည်ဟလာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်နော်စစ်ကောင်စီကလည်းလေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြင်းထန်လုပ်တယ်အကြဆုံးကနှစ်ဖက်လုံးရှိခဲ့တယ်အဲ့လိုကနေပြီးတော့မှဒီဗေဒဂိတ်ကိုတိုက်နေရနေပြီးတော့မှဖေဖော်ဝါရီလပထမပတ်ထဲမှာအဲ့ဒီကွာငတိုင်းကြောင့်လမ်းမပေါ်မှာရှိတယ်ဟလာဒီစစ်ကောင်စီရဲ့အမြောက်တဲ့344ကိုနော်ဒီ2025ခုနှစ်ဖေဖော်ဝါရီလပထမမှာဝင်တိုက်တယ်ဒီအမကကိုဝင်မတိုက်ခင်အမက344ကိုဝင်မတိုက်ခင်မှာသူ့ရဲ့ရှေ့ကကာကင်းစကိုင်းနေဖြစ်တဲ့ကြောက်တလုံးတောင်တို့ကြောက်ပေတိုင်တို့အဲ့ဒီမှာကာကင်းရှိတယ်ဟိုဘက်မှာဆိုလို့ရှိရင်တက်ကေပြင်ရှိတယ်မြောက်ဘက်မှာဆိုလို့ရှိရင်နော်အဲ့ဒီမှာကာကင်းစကိုင်းနေရှိတယ်အဲ့ဒီကာကင်းစကိုင်းတွေကိုဒီစကိုင်းတော့ AA နဲ့
AI တိုင်း PDF တွေကဝင်တိုက်တယ်အဲ့လိုဝင်တိုက်တဲ့အခါမှာတော်တော်လေးကိုတိုက်ပွဲပြင်းထန်တယ်တိုက်ပွဲပြင်းထန်တဲ့စစ်ကောင်စီဘက်ကနေပြီးတော့ဒီကြောင့်တဲ့ခုခံတဲ့စစ်အင်အားတွေပို့ပြီးခုခံတယ်အဲ့လိုစစ်အင်အားတွေကိုသူကဘယ်လိုစုလဲဆိုလို့ရှိရင်သူကဒီစစ်ကောင်စီရဲ့လေ့ကျင့်ပြီးသားစစ်သားတွေပါတဲ့အပြင်ကိုစစ်ကောင်စီကနေပြီးတော့ဒီဘက် AI တိုင်းအရှိဘက်မှာရှိတဲ့ဖြားပုံဟုတ်လားပိုကလေးလဘုဒ္ဓမော်ကျွန်းနော်ဒီဘက်ကအဲ့ဒီငပူတော့အဲ့ဒီမှာရှိနေတဲ့အဲ့ဒီမျိုးတွေကပြည်သူစစ်တွေရှိတယ်နောက်ပြီးတော့ပြည်သူလုံခြုံရေးဆိုပြီးတော့အိမ်ပြဝတ်တဲ့တက်ကြီးရဲ့ဟိုတွေတနေ့ကို9000သားတွေပေါ့နော်အဲ့9000သားတွေကိုကိုပါပို့တာအဲ့ဒီနေရာတွေကိုကောက်ွယ်ဖို့အတွက်ပေါ့ကွာငတိုင်းကြောင်းလမ်းမပေါ်တွေကိုကောက်ွယ်ဖို့အတွက်ပေါ့အဲ့တော့ပထမတော့ကတော့ဒီခုနကပြည်သူ့လုံခြုံရေးဆိုပြီးတော့ဖွဲ့လိုက်တဲ့အဲ့ဒီအိမ်ပြယူနီဖောင်းဝတ်ကောင်းတွေကိုစွန့်တက်ရအောင်ကိစ္စရုံမှာလို့ပြောပေမဲ့အဲ့ဒီတိုက်ပွဲတွေကိုပြည်သူစစ်ကောခုနရွာလုံခြုံရေးဒီဟိုမှာလှုပ်တဲ့ပြည်သူစစ်တွေကိုအဲ့ကိုပို့တာအဲ့ကိုပို့လို့ထွက်ပြေးတဲ့လူတွေထွက်ပြေးလာတယ်အဲ့လိုပေါ့ခုနလိုခေါ်ရတော့ကင်းဆောက်ယုံဟလာအထူးထမ်းယုံဟလာရလုံခြုံရေးဆိုပြီးတော့ခေါ်ရတယ်အခုကျတော့အဲ့စစ်မြေပြင်တွေထိပို့တယ်ဆိုပြီးတော့အဲ့လိုတွေတော့ဖြစ်လာတယ်အဲ့တော့ဒီဘိုင်းမှာကတော့ဒီ AI တိုင်းတွေကိုတကယ် PDF AI တိုင်း PDF အကနေပြီးတော့ဝင်ရောက်ထိုးဖောက်အခြေချဖို့အတွက်ကိုဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တယ်အဲ့လိုဆုံးဖြတ်ချက်လုပ်ပြီးမှတော့ရခိုင်တပ်တော် AA ကနေပါပြီAI တိုင်းအတွက်သူတင်လေးကျင့်ပေးထားတဲ့ AI တိုင်း PDF စစ်တွေကများလာပြီနော်အဲ့ဒီလိုများလာပြီရခိုင်တပ်တော်ကခြားကနေလောက်ပဲပါတော့တယ်ဘာလို့လဲဆိုတော့ဒါသူ့နယ်မြေမဟုတ်ဘူးသူဟလာမကွေးတိုင်းချင်းပြည်နယ်မှာလှုပ်ခဲ့တဲ့အတိုင်းဒေသခံ PDF တွေကိုသူရဲ့စီရေးအကူအညီလက်နက်အကူအညီသူရဲ့ကျွမ်းကျင်မှုအကူအညီတွေကိုပေးတဲ့သဘောမျိုးဖြစ်ပါပြီပေါ့